အားလုံးပဲမင်္ဂလာပါထီထင် gaming PC မှာကြိုဆိုပါနဲ့ဒီနေ့ကတော့ပေါ့နော်တထုံကကာဆာမာတယောက်ပေါ့နော်ရန်ကုန်ထိတက်လာပြီးတော့ဆင်သွားတဲ့ဆက်လက်လေးပြပေးမယ် CPU ကတော့ Ryzen 5 5600ကိုသုံးထားတယ် 4 core ခုလောက်သုံးပေးထားတယ်Motherboard တော့ Gigabyte B550MK ကိုသုံးပေးထားတယ် graphic card အနေနဲ့ XFX တဲ့ပေါ့နော် Radeon RX 6650 XT 8GB ကိုသုံးပေးထားပါတယ်ဒီ RX 6650 XT လေးကတော့ performance တော့တော်တော်ကောင်းတယ်ဗျာသူက Nvidia GeForce RTX 4060နဲ့တိတ်မကွာဘူးဗျာအတူတူလောက်ပဲဖြစ် performance ထွက်တာပေါ့နော်ဒါပေမဲ့ဈေးကျတော့သူအများကြီးတက်တာလေဗျာကျွန်တော်ဒီ gaming ကိုဗျာဈေးအတင်းတင်းနဲ့လောက price to performance ပေါ့နော်အတန်ဆုံးကစားချင်တဲ့လူတော့ဒီ card တော့လောက recommend ပေးတယ်ဗျနောက်တစ်ခါ memory ပေါ့နော် memory ဆိုလို့ရှိရင်ကျွန်တော်ဒီပေါ့နော် 16GB DDR4 ကို 3200MHz သုံးပေးထားပါတယ် storage ဆိုလို့ရှိရင် 1000GB ပေါ့နော် M.2 NVMe သုံးပေးထားပါတယ် power supply ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ AIGO တွေကပေါ့နော်650W 80+ သုံးပေးထားပါတယ် casing ကတော့ပေါ့နော်ကျွန်တော် negotiate ထားတာတော့ဒီ casing နဲ့မဟုတ်ဘူးကျွန်တော် negotiate ထားတဲ့ casing က customer မကြိုက်လို့သူ့ပေါ့လို့ပေါ့နော် CPU အဖြူရောင်လေးကိုမှ spray paint လုပ်ထားတဲ့ casing လေးသူ့လိုချင်တယ်ဆိုတော့ကျွန်တော်ကချိန်ပေးလိုက်ပါတယ်ပတ်စံလိုက်ပြီးတော့ပေါ့နော်အခုဒီ customer လို့ပေါ့နော်ကျွန်တော် TDN Gaming PC မှာကျွန်တော် default ဆင်ထားတဲ့ casing ကိုမကြိုက်ဘူးလဲချင်တယ်ဆိုလို့ရှိရင်လဲလို့ရပါတယ်ကျွန်တော်စီကပဲဖြစ်ဖြစ်အပြင်ကကိုပေါ့ဝယ်လာတာပဲဖြစ်ဖြစ်လုံးဝလဲပေးပါတယ်ပေါ့နော်နောက်ပြီးတော့ PC အားလုံးကတော့အသစ်ဖြစ်ပြီးတော့3နှစ်အမှတ်ခံအပြည့်ရရှိမှာဖြစ်ပါတယ်ကျွန်တော် casing fan ဆိုလို့ရှိရင်တော့9လုံးပါမယ်ပြီးလို့ရှိရင် controller ပါမယ် keyboard mouse ကလက်ဆောင် mouse pad လက်ဆောင်အဲ့တော့အခုဒီ video ထဲမှာမြင်နေရတဲ့အတိုင်းပေါ့နော်တစုံလုံးကိုဒီ customer ဆင်သွားတဲ့စီကတော့35,64000ကျပ်ကြပါမယ်အားလုံးပဲပေါ့နော်ဒီ set လေးနဲ့ပတ်သက်ပြီးတော့ adjust လုပ်ချင်တဲ့ဟာတွေရှိတယ်စုံစမ်းချင်တာလေးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော် TDN Gaming PC ကိုဆက်သွယ်လိုက်ပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် TDN Gaming PC ရဲ့ video လေးကိုလည်း like and share လေးကူညီပေးကြပါနော်အားလုံးပဲနောက် video မှာပြန်တွေ့ကြအောင်နော်